တည်တယ်ဆိုတာမရှိခြင်းတရားတည်တယ်ဆိုတာမရှိတဲ့တရားယုံနံတွေပြောင်းလဲခြင်းသဘောတရားပုရုဇဉ်ပုဂ္ဂိုလ်များဟာအစွမ်းနှစ်ပါးမလွတ်တဲ့တရားကဘယ်တရားလဲတဲ့ဒိဋ္ဌိအစွန်းတဏှာအစွန်းမလွတ်ဘူးတခါမှကြီးဒါကြောင့်မို့လို့တိမ့်တန်းကြရေရာချီသေးလို့လူတယောက်မဖြစ်ဘူးဆိုတဲ့ဥစ္စာဘုရားဟောထားတာအဲ့ဒီတော့လွတ်နိုင်မိုးကလည်းအင်မတန်ခဲရင်တဲ့တခါမှကြီးရဲ့အတိတ်အနာဂတ်ပြစ္ဆုတ်ပံကာလ၃ပါးရှိတဲ့နှစ်ကအတိတ်ကပြုထားတဲ့ဒါနကုသိုလ်ကံစေရနာသီလကုသိုလ်ကံစေရနာကြောင့်တက္ကမကြီးအခုအသက်ဘလောက်ရှိသွားပြီလဲ58နှစ်ရှိသွားပါပြီ58နှစ်ရှိတာအတိတ်ကသီလကုသိုလ်ကံစေရနာအားတာလာတယ်အတိတ်ကအကြောင်းပဲမဟုတ်လားအတိတ်ကအကြောင်းတရားမို့လို့ပြစ္ဆုတ်ပံအကျိုးတရားအခုအသက်ရှင်နေတဲ့တက္ကမကြီးအတိတ်ကသီလကုသိုလ်ကံအကြောင်းတရားမှမပါတဲ့ပုဂ္ဂိုလ်တွေ30နဲ့လည်းတည်တယ်20နဲ့လည်းတည်တယ်15နှစ်နဲ့လည်းတည်တယ်10နှစ်နဲ့လည်းတည်တယ်။ဘာကြောင့်ဒီပုဂ္ဂိုလ်ကြီးလို့တည်ရတာလဲတဲ့။ကံကုံလို့တည်ရတာဘာကံကုံတယ်တဲ့။အတိတ်ကာလတုန်းကသီလကုသိုလ်ကံစေရနာမပါခဲ့လို့တက္ကမကြီးရဲ့သီလကုသိုလ်ကံစေရနာပါလာတဲ့ပုဂ္ဂိုလ်ကြပြီဆိုလို့ရှိရင်ဖြင့်အခုတက္ကမကြီးတို့အသက်50ကျော်ဆိုတဲ့ဥစ္စာအတိတ်ကာလတုန်းကသီလကုသိုလ်ကံစေရနာအားသာလာလို့ပြနော်။မှန်ပါဗျာ။အခုပုဂ္ဂိုလ်တွေလောကကြီးမှာဖြစ်ပျက်နေတဲ့သဘောတရားတွေဟာပုဂ္ဂိုလ်တွေကတည်တယ်လို့ထင်နေတဲ့တက္ကမကြီးယုံနံတို့ဤပြိဿသမုပ္ပါဟာပြောင်းလဲခြင်းသဘောတရားပဲရှိရနော်အခုပုဂ္ဂိုလ်တွေကဘသူဖြင့်တည်တယ်ဟေ့ဆိုပြီးတော့တည်တယ်ဆိုတာတခါတည်းကိုပြည့်ညက်အာယုံပြုတ်သွားပြီအခုဟာတည်တယ်လို့သိနေကြတယ်တည်တယ်လို့ပြည့်ညက်ထွက်ထားတယ်တည်တယ်လို့ပြည့်ညက်ထွက်တော့တည်လည်းမတည်ဘဲနဲ့ပြောင်းလဲနေတာတက္ကမကြီးပြိဿသမုပ္ပါဆိုတာပြောင်းလဲနေတယ်မဟုတ်လားအခုပြိဿသမုပ္ပါပြောင်းလဲတဲ့သဘောတရားကိုပုဂ္ဂိုလ်တွေပြောင်းလဲနေပါလားရုပ်ဆိုတဲ့သဘောပြောင်းလဲခြင်းသဘာဝတရားသဘာဝလက္ခဏာသာရှိတယ်သိတယ်ဆိုတာမရှိတဲ့တရားပဲရှိတဲ့တရားကပရမတ်သစ္စာနယ်မှာယုံနံတို့ဤသဘာဝတရားတွေဟာဖြစ်လိုက်ပြက်လိုက်ဖြစ်လိုက်ပြက်လိုက်ဆိုတာဒါပြောင်းလဲနေတဲ့ဘဝတွေဒီဘဝကနေပြီးတော့ခွေးဘဝကနေပြီးတော့ဝက်ဘဝကနေပြီးတော့ငရဲဘဝကနေပြီးတော့တိရစ္ဆာန်ဘဝတိရစ္ဆာန်ဘဝကနေပြီးတော့ရေထဲကငါးတွေဘဝကနေပြီးတော့နတ်ဘဝကနေပြီးတော့လူဘဝကနေပြီးပြမဘဝဒါတွေဟာသေလို့လားတက္ကမကြီးရဲ့ပြောင်းလဲသွားတာဘဝပြောင်းလဲနေတဲ့ယုံနံတွေပဲနော်အဲ့ဒီပြောင်းလဲတဲ့သဘောတရားကိုမသိဘူးပုဂ္ဂိုလ်တွေကဘသူဖြင့်သေပြီဟဲ့ငဖြူဖြင့်သေပြီဟဲ့ငမဲဖြင့်သေပြီဟဲ့ဆိုတော့အဲ့ဒီလိုသိနေတော့သေရာကြီးသိနေတော့မရှိတဲ့ပညာကြီးအာယုံပြုတ်နေတဲ့တက္ကမကြီးသေတယ်ဆိုတော့သေတယ်ဆိုတာဘယ်လိုပုံကိုယ်တွေသေတာလဲတဲလုံးအမြပွင့်သွားတဲ့မြတ်စွာဘုရားကိုရမြတ်ကြီးတွေသေတယ်အရှင်ပြစ္ဆေကဗုဒ္ဓတွေသေတယ်ယဟနာအရှင်ကိုရမြတ်ကြီးတွေသေတယ်ဆိုတာဘာလဲတဲ့ဘုံသုံးပါးမရှိတော့ဘူးပြောင်းလဲခြင်းသဘာဝမရှိတော့ဘူးခဏဖြစ်ခဏပြောင်းလဲတဲ့ဘဝတွေမရှိတော့ဘူးဘဝချုပ်ငြိမ်းသွားပြီဘဝချုပ်ငြိမ်းလို့သေတယ်လို့ခေါ်တာအခုပုံကိုယ်တွေမရှိတဲ့ပညာကြီးအာယုံပြုတ်ပြီးသေတယ်လို့ထင်နေတယ်မသေးဘူးပြောင်းလဲနေတာနော်ပြောင်းလဲတဲ့သဘောတရားပဲရှိတယ်အခုပြောင်းလဲခြင်းသဘောတရားဆိုတဲ့ဥစ္စာဟာဝိပဿနာယောဂီပုဂ္ဂိုလ်ဝိပဿနာမဉ္ဇဉ်ဝိပဿနာပညာဝိပဿနာစိတ်အဲ့ဒီလိုစိတ်တွေကိုသိလာမှပြောင်းလဲတဲ့သဘောတရားတွေယုတ်အနတ္တနာအနတ္တမြင်လာတာတက္ကမကြီးဒီလိုပြောင်းလဲတဲ့သဘောတရားတွေမမြင်တဲ့ပုဂ္ဂိုလ်ဟာဖြင့်သိတယ်လို့ထင်အောင်ပါပဲတက္ကမကြီးရဲ့ကျေးဇူးတော်ရှင်မူလသင်းကိုဆရာတော်ဘုရားကြီးရှင်ဥက္ကဋ္ဌမော်ဘီတောတာပံ